ဒီနေ့မှာတစ်တော်လေးကိုဝုန်းကနေဖွင့်လိုက်ချိန်မှာမျက်ရည်ပေါက်ကြီးအကြီးတွေကြပြီးတလိမ့်လိမ့်ကြပြီးငိုးနေတဲ့အမျိုးသမီးတစ်ယောက်ကိုကျွန်မသွားတွေ့လိုက်တယ်ကျွန်မသေးချာကြည့်လိုက်တော့ तू ကဝမ်းနဲ့ပက်လက်ငိုးနေတယ်သူ့ရဲ့ဟာကိုကျွန်မဆွဲကြည့်လိုက်တဲ့အခါမှာ comment တွေက fighting လို့ရေးထားတာတွေ့တယ်ရေး3-4ခုလောက်ကိုအဲ့လိုပေါ့နော် fighting ဆိုပြီးရေးထားတာတွေ့တယ်ကျွန်မအဲ့ဒီအမျိုးသမီးကိုသေချာကြည့်လိုက်တော့ကျွန်မရဲ့ account နဲ့က Facebook account နဲ့ကတငယ်ချင်းပေါ့နော် friend ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ပေါ့နော်ဖြစ်တော့နောက်ကြတော့ကျွန်မလည်းစိတ်ပူပြီးတော့ तू ဘာကြောင့်ဒီလောက်ငိုးနေလဲ तू ကဂုံတီရှိအမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်ဘာကြောင့်ဒီလောက်တဲထန်ထန်ငိုကြွေးနေလဲဆိုပြီးတော့ကျွန်မစိတ်ဝင်စားတယ်အဓိကသူ့ကိုဖြည့်သိမ့်ပေးချင်တာပေါ့နော်အဲ့တော့ तू နဲ့ကျွန်မနဲ့စကားပြောထားတဲ့ Facebook account မှာသွားကြည့်ကျွန်မရှာလိုက်တယ်ဟိုတုန်းက तू နဲ့ကျွန်မနဲ့စကားပြောထားတဲ့ဆက်သွယ်ထားတဲ့ဖုန်းနံပါတ်တစ်ခုကိုကျွန်မဆက်ကြည့်လိုက်တယ်ဓာတ်ရိုက်ပဲဆက်ကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုတော့စပိတ်ထားတယ်လို့ကျွန်မကိုဖြေလိုက်တယ်ကျွန်မသူ့ကိုချက်ချင်းဆက်သွယ်လိုက်တယ်ကျွန်မကိုဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်ပို့ပေးပါဆိုဆက်သွယ်လိုက်တော့ तू ကဖုန်းနံပါတ်တစ်ခုပို့ပေးတယ်ပို့ပေးလိုက်တဲ့အခါမှာဘာဖြစ်တာလဲ TikTok လိုနေရာမျိုး Facebook ပေါ်နေရာမျိုးဖြစ်တဲ့ public နေရာတွေမှာကိုယ့်ရဲ့ရင်ကွဲနေတဲ့အကြောင်းအဆင်မပြေတဲ့အကြောင်းတွေကိုဒီလောက်ငိုကြွေးပြရလောက်အောင်ဘာတွေဖြစ်နေလဲ TikTok တို့ Facebook တို့ public နေရာသည်ကိုယ့်အနေထားတစ်ခုနဲ့ရင်ဖွင့်ပြမယ်နေရာမဟုတ်ဘူးဆိုပြီးကျွန်မသူ့ကိုသတိပေးလိုက်တယ်သတိပေးလိုက်တဲ့အခါကျတော့ရှင့်ကိုကျွန်မပြောမယ်ကျွန်မတို့ဒီ coach တွေလည်းဖြစ်တယ်နောက်လူတွေကိုနားလည်ပေးနိုင်တဲ့သူတွေလည်းဖြစ်တယ်ကျမကဒီရှင့်အတွက်တတရမျက်နှာကိုဖွင့်ပြီးတော့ရင်ဖွင့်လို့ရတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာသူ့ကိုကျမယုံကြည်အောင်ပြောပြတဲ့အချိန်မှာသူကကျမနဲ့လာတွေ့ဖို့ဆုံးဖြတ်တယ်အဲ့တော့15မိနစ်အတွင်းမက်လွေနင်းစီလန်ရှိကိုရောက်လာခဲ့ပါမယ်ဆိုပြီးသူအားချမ်းတယ်ကျမရှိကိုလွန်ခဲ့တဲ့15မိနစ်လောက်ကလွန်ခဲ့တဲ့15မိနစ်မဟုတ်ဘူးကွာ15မိနစ်တွင်ရောက်လာတယ်လို့ပြောချင်တာကျမသူ့ကိုပြောပြလိုက်တယ်သူနဲ့ကျမနဲ့တွေ့တယ်သူနဲ့ကျမနဲ့ဆွေးနွေးပြကြတယ်ပေါ့ဆွေးနွေးပြကြတာနေပြီးတော့သူ့ရဲ့ရင်ဖွင့်တဲ့တန်တွေနားထောင်တယ်သူငိုတယ်ပြောချင်တာသူအားရအောင်ငိုပါစေဒီနေ့ဒီနေရာမှာနေကျမရှိမှအားရပါရငိုသွားပါဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျမကမပြောချင်တဲ့အကြောင်းတရားတွေရှိတယ်ဆိုလို့ရှိရင်ရှင့်ရဲ့စာအုပ်လေးမှာဂျာနယ်ပုံစံမျိုးလေးရေးသွားပေါ့နော်ကျမတို့ public မှာရှိတဲ့အခါကိုယ့်ရဲ့ emotion တွေကိုထုတ်ပြတဲ့အခါကြလို့ရှိရင်အဲ့ဒီလူတွေက fighting လို့ပြောတဲ့အပြင်ဘာမှကိုယ့်အတွက်ကိုအများကြီးလုံးမပေးနိုင်ဘူးပေါ့နော်အဲ့တော့ကိုယုံကြည်ရမယ့်လူကိုရင်ဖွင့်ဒါမှမဟုတ်ကျမတို့လိုကိုချင်းသမားတွေနဲ့ဆွေးနွေးဒါမျိုးပဲလုပ်လို့ကောင်းတယ်ပေါ့နော်အဲ့ဒီတော့ဒီ public ကြီးမှာကိုကအရန်ငိုကြွေးနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကိုကိုမနာလို့တဲ့သူကအားရတယ်ကိုကို idol ထားနေတဲ့သူတွေကြအားကြသွားတယ်အားတွေမတက်ဖဲနဲ့အားတွေကြသွားတယ် तू ဘာလို့ငိုတာလဲဆိုတာမျိုးပြီးတော့လူတွေကဆက်စုကျင်စိတ်ပေါက်တယ်ပေါ့နော်အဲ့ဒီတော့ကျမကပြောချင်တာကpublic တွေမှာအရန်မငိုပါနဲ့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကိုအရန်ပြောမပြပါနဲ့တကယ်တမ်းကြလို့ရှိရင်လူတွေကစားပက်ချင်တဲ့လူတွေပဲဒဏ်ရာတစ်ခုကိုဖျဲပြတဲ့အခါကြလို့ရှိရင်ပလတ်စတာပေးမဲ့သူထက်အဲ့ဒါကိုဖျဲပြီးစားသိမ့်မဲ့သူကပိုများတယ်ဒါကြောင့်မို့လို့ public မှာကျမကတော့မငိုကြွေးစေချင်ဘူးသူကျမနဲ့ coaching session လုပ်လိုက်တဲ့အခါဆွေးနွေးလိုက်တဲ့အခါမှာသူအရန်ကိုအဆင်ပြေသွားတယ်စိတ်ထဲမှာဘလို့နေလဲဆိုတော့သူအားရပါရလည်းငိုပြီးသွားပြီသူဘာလုပ်ရမယ်ဆိုတာလည်းဆုံးဖြတ်နိုင်ခဲ့ပြီသူဘာဖြစ်တယ်ဆိုတဲ့ခံစားမှုကိုလည်းမျိုးသိမ့်နိုင်ခဲ့ပြီသူဘာလို့ရအကောင်းဆုံးဖြစ်မယ်ဆိုတဲ့အရာကိုလည်းရှာဖွေတွေ့ရှိသွားပါပြီတဲ့မက်လွင်နင်းစီလန်ကိုကျေးဇူးတင်ပါတယ်ဆိုပြီးသူနဲ့ကျမနဲ့ဒီစကားလေးပြောပြတယ်အဲ့တော့ဒီနေ့မှာပြောချင်တာ public မှာကိုယ့်ရဲ့ Facebook ဒီ TikTok ဒီကိုယ့်ရဲ့ဒဏ်ရာတွေမဟုတ်ပါဘူးကိုယ့်ရဲ့ခံစားမှုတွေကိုယ့်ရဲ့ emotion တွေကိုအများကြီးပြောပြလို့ရတဲ့နေရာကောင်းတစ်ခုမဟုတ်ဘူးအဲ့တော့ကိုယ့်စိတ်ထဲမှာခံစားရသမျှကိုယ့်ရင်ထဲမှာကြေကွဲသမျှပျော်တာပဲပြလို့ကောင်းတယ်ကွာဒီဟာတွေ emotion တွေကိုထုတ်ပြတဲ့အခါကျတချို့လူတွေတဲ့အားရစရာဖြစ်နေတယ်အားကြောင့်မိတ်ဆွေတို့ကိုပလာစတာပေးမဲ့သူဒဏ်ရာကိုဆေးထည့်ပေးမဲ့သူတဲ့စားသိပ်ပေးမဲ့လူကပိုများတယ်ဆိုတဲ့အကြောင်းကိုကျွန်မကပြောချင်တယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့ရင်ထဲမှာမွန်းကျက်နေတဲ့အခါခံစားနေရတာအကောင်းဆုံးနေရာတစ်ခုဒီစာရေးထားခြင်းပါပဲကိုယ့်ရဲ့စာအုပ်ကလေးထဲမှာစာရေးထားခြင်းပါပဲကိုဒီနေ့ဘလို့ခံစားရတယ်ဘာဖြစ်တယ်ဆိုပြီးတော့စာရေးထားပါအဲ့လားဆိုလို့ရှိရင်အဲ့ချိန်မှာမိတ်ဆွေတို့ခံစားရသမျှတေးသေးပေါက်စာလေးရစအဲ့စိတ်အဲ့ထဲမှာထည့်ရေးပါလူတယောက်ဆိုတာတခါတလေမပြောနိုင်ဘူးပေါ့နော်ကျမတို့ရဲ့ coach တွေမှာတော့ golden rule တွေရှိတယ်ကျမတို့ကတခြားနေရာကိုပေါက်ကြားမှာမဟုတ်ဘူးပေါ့နော်ဒါကျမတို့ရဲ့အလုပ်လေးဖြစ်တယ်ဆိုတော့ကျမတို့ဒီတစင်စကားတစင်နေပြောဖို့ဆိုတာလုံးဝလုတ်တဲ့သူမျိုးတွေမဟုတ်ဘူးကျမတို့ coach တွေမှာ golden rule တွေတင်းကျပ်တဲ့ golden rule တွေရှိတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့ရင်ဖွင့်ရတဲ့နေရာတကယ့်ကိုလျှို့ဝှက်တဲ့နေရာ2နေရာရှိပါတယ်တစ်ခုကတော့ကိုရဲ့နေ့စဉ်စာရေးထားเนาะစာရေးတာကိုရဲ့ဖြစ်ပျက်ကလေးနောက်တစ်ခုကျတော့တကယ်နားလဲတိတက်ပြီးကိုကိုတကယ်ဖြည့်သိမ့်ပြီးတကယ်ကိုဆွေးနွေးပေးနိုင်မယ် coach တွေနဲ့ဆွေးနွေးပါကျမကိုယ်တိုင်လဲ manager တွေ coach တွေထားရတယ်ကျမစိတ်ထဲမှာအဆင်မပြေတဲ့အကြောင်းတရားတွေကိုတခါတလေစာရေးတယ်တခါတလေကျမရဲ့ coach သို့မဟုတ် manager တွေနဲ့ကျမတိုက်ရိုက်ဆွေးနွေးတယ် manager ဆိုတာကျမရဲ့ personal coach manager ပေါ့เนาะသူတို့နဲ့တိုက်ရိုက်ဆွေးနွေးတယ်ဒါကြောင့်ရင်ဖွင့်တဲ့နေရာမှားနေမှာဆိုလို့ငိုချတဲ့နေရာမှားနေမှာဆိုလို့မိတ်ဆွေတို့တက်တော့တက်တာဖြစ်ဖို့ရွေးချယ်တဲ့နေရာသည်မီးလောင်ရာလေးပင့်လဲဖြစ်တတ်တယ်ဒါကြောင့်မို့လို့ရွေးချယ်မှုမှန်ကန်ပါစေချစ်တဲ့လွင်နှင်းစီလိုင်းပါဘိုင်ဘိုင်